ရလူပေါင်းမွားနေတယ်ကမီကီတို့ကမီကီရဲ့အမျိုးကြီးဖြစ်တယ်မြောက်တီကိုစားတော့ကြည့်ပါပေါ့နော်လာတော့လာလာဦးလေလိုက်အော်ဟဲ့ချလာအခုကျွန်တော်တို့ပြောချင်တာတော့ပြောချင်တာကတော် monetization ပေါ့နော်မီကီတို့အကောင့်ကဒီဂျပန်အကောင့်ကိုတော် monetization လွန်ခဲ့တဲ့4-5လလောက်က Awadisty ဆိုတဲ့အကောင့်ဝါသွေးပြီးတော့မီကီတို့ကစဝေးစားလို့ monetization ရှောက်လိုက်တာအဲ့ဒီ monetization ကနေပေါ့အခုပတ်စံရလာပြီကြည့်ပြီးတော့တိလိုက်တာပေါ့နော်ဟိုပြီးပတ်စံရရဆိုအဲ့ကိုကြီးလည်းထွိုင်းကြည့်ပဲဆိုပြီးတို့လို့ရှိမှအကောင့်ဖွင့်လိုက်ပါတယ်ဖွင့်လိုက်ပြီးတော့အခုဖိုင်းကြည့်ရတာပေါ့နော်ဒီအကောင့်ကတော့ဂျပန်အကောင့်ဒါပေမဲ့တခြားနိုင်ငံတွေအကောင့်တွေလည်းဖွင့်လို့ရ US တို့ UK တို့အဲ့ monetization ကိုလက်ခံတဲ့နိုင်ငံတွေရှိရကွာအဲ့နိုင်ငံတွေမြန်မာနိုင်ငံတော့မပါမြန်မာနိုင်ငံတော့မပါမနေ့ပြောလို့ရှိရင်အဲ့ဟိုတကောက်ကဝဲထားတယ်လားပြည့်ဆိုတော့ကိုယ့်ရဲ့ daily အနေနဲ့10မိနစ်ပြရတယ်ကွာပတ်စံရနေပါကွာတပုတ်ကိုကွာဥပမာအဖြစ်$ရလေပတ်စံပဲကွာသိလားတပြည့်တလားတစ်ခါအဲ့လိုစုသွားတဲ့ခါကျလို့ရှိရင်ကွာ100တို့ပါရရဲဘန်အကောင့်ဖွင့်ပြီးတော့တန်းကိပြအောင်လို့မရမ်းချင်ပဲနဲ့တန်းကိရှောက်ပြီးသားပါနော်ရှောက်ပြီးသားတက်တော့အကောင့်အဲ့လေကြရင်အကောင့်တွေထဲမှာ monetization အောင်ပြီးသားအကောင့်တွေရှိရကွာအဲ့လိုအကောင့်တွေဝယ်ခြင်းနဲ့ဆိုရင်ဒီအမားရှိမှာဝယ်လို့ရပါတယ်အဲ့ဒီမှာရှိမှာကျတော့ service အနေနဲ့အဲ့လိုလည်းရတယ် TikTok နဲ့ပတ်သက်တဲ့ service တွေအဲ့ဒါလည်းဈေးသက်တာတယ်ဒီ monetization အကောင့်ရောင်းခြင်းနဲ့ဆိုလည်းတွားရောင်းလို့ရတယ်ဂျပန်အကောင့်အကယ်၍သူရှိရဂျပန်အကောင့်ဝယ်ခြင်းနဲ့ဆိုလည်းတွားဝယ်လို့ရတယ်ဂျပန်အကောင့်ဝယ်ပြီးတော့ blog တွေမရိုက်တတ်ဘူးဆိုလည်းTikTok like ဆိုတာရှိရကွာသူကကျတော့ကြည်ပဲကြည့်နေရမှာကြည်ပဲကြည့်နေအောင်လည်းပတ်စံရတယ်အဲ့ဒါလေးလည်းရှိရအဲ့ဒီမှာရှိမှာအကုန်တွားမေးလို့ရတယ်ဗျာမီကီကတော့ monetization အကောင့်တခြားလေးကိုပေါ့နော်0 follower နေ run တာမီကီတို့0 follower နေခုချိန်ဒီအပိတ်တဲ့ကိုစစ်တမိုင်းအခုလိုအဲ့လိုမျိုးအစားဆုံးတာဝန်ယူပြီးရောအဲ့လိုကူညီပေးတဲ့ဒီအမားကိုလေကျေးဇူးတင်ပါတယ်ဒီလိုမျိုး10မိနစ်စာလေးတွေကိုဒီလောက်လုပ်ပြီးတော့ပတ်စံလေးနည်းနည်းလေးဝင်နေတော့တော်တော်လေးပျော့နေပါပြီအဲ့တော့မကီတို့ကြည့်ပြီးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်မီတို့ချစ်ပေးရတဲ့ကျေးဇူးတင်ပါတယ်မုံမီရဲ့သူတွေလည်းကျေးဇူးတင်ပါတယ်ဒီမှာတက် review လုပ်ပေးရနော်ဒါရှင်တို့ monetization ကိုပတ်စံရအောင်တက် review လုပ်ပေးတာ